အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် ATK channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့2025ခုနှစ်17လပိုင်းအတွက် Redmi ဖုန်းသစ်ဈေးလုံးများပတ်တူးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အရင်ဗီဒီယိုမှာတော့ Redmi ဖုန်းသစ်ဈေးလုံးများပတ်ဝါကိုကျွန်တော်ပြောပြပေးပြီးတော့เนาะပတ်ဝါမှာတော့ Redmi A5 ကနေပြီးတော့ Redmi Note 30 Pro D ကိုကျွန်တော်ပြောပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်ဒီပတ်တူးမှာတော့ Redmi Note 40ကနေပြီးတော့ Redmi Note 40 Pro Plus ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ပတ်ဝါပတ်တူးကိုခွဲပြီးတော့ပြောပြပေးရတဲ့အကြောင်းကတော့ဗီဒီယိုလေးရှေ့သွားမှာစိုးလို့ပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်ရဲ့ပရိသတ်တွေနေတဲ့ကျွန်တော်ရဲ့ member တွေနေတဲ့ဒါလေးကိုနားလည်ပေးကြဖို့ညွှန်လိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ Redmi ဖုန်းတွေကတော့အခုဈေးကွက်ထဲမှာဈေးတွေကျနေတယ်ပေါ့နော်အကြဘက်ကိုဖြည်းဖြည်းသွားနေတယ်ပေါ့နော်အကြဘက်ကိုဖြည်းဖြည်းသွားနေရဖြစ်တဲ့အတွက်ကျွန်တော်ဆိုင်မှာတော့ကျွန်တော်ဖုန်းအလုံးစုံတော့ကျွန်တော်မတင်ဘူးပေါ့နော်ဘာလို့မတင်နိုင်ဆိုတော့ကျွန်တော်တို့ကတက်ဈေးနဲ့မိပြီးတော့ပြန်ရောင်းရတာကျွန်တော်အဆင်မပြေပါဖြစ်တဲ့အတွက်ကျွန်တော်trend ဖြစ်တဲ့ဖုန်းလေးတွေတော့ကျွန်တော်တင်ထားပါတယ်အဲဒါကလူချင်းမင်းတို့အနေနဲ့ကျွန်တော်ဆိုင်မှာအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဖုန်းကြိုဆက်ပြီးပေါ့နော်လူချင်းမင်းတို့လိုချင်တဲ့ဖုန်းလေးတွေကိုကျွန်တော်မရမကရှာပြီးဝယ်ပေးပါဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီပတ်တူးမှာတော့ Redmi ဖုန်းသစ်ဈေးလုံးများပတ်တူးမှာတော့ကျွန်တော်ဘယ်ဖုန်းလေးတွေကဈေးနှုန်းဘယ်လောက်တောင်ကျသွားလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပြရဖို့မျှော်လင့်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်နံပါတ်1မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 40 5G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 6128ကို9,9500နဲ့ရောင်းချနေပြီး RAM 8128ကိုတော့6,3500နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်2မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 40 Pro 5G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8128ကို9,2900နဲ့ရောင်းချနေပြီး RAM 8256ကိုတော့9,8900နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်3မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 40 Pro Plus 5G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို9,8900နဲ့ရောင်းချနေပြီး RAM 512ကိုတော့10,5900နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်4မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 50 5G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8128ကို6,9500နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်5မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 50 Pro ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို8,2900နဲ့ရောင်းချနေပြီး RAM 256ကိုတော့9,4500နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်6မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 50 Pro Plus ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို17,200ပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြတဲ့အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရှေ့ဗီဒီယိုတွေမှာပြောခဲ့တဲ့အတိုင်းပေါ့နော်ကျွန်တော်ရဲ့ channel လေးက monetization အောင်သွားတဲ့အထိမ်းအမှတ်အနေနဲ့ကျွန်တော် channel ကိုအားပေးနေကြကျွန်တော်ရဲ့ member တွေအတွက်တီးတန့်ပေါ့နော်ကျွန်တော်ရဲ့ဆိုင်မှာလာရောက်အားပေးမယ်ဆိုရင်ဘယ်ဖုန်းပဲဝယ်ကျွန်တော်မဟုတ်2000ပြန်ပေးသွားမယ်အစီအစဉ်လေးရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ရဲ့ member တွေကိုတီးတန့်လုပ်ပေးတာပေါ့နော်ကျွန်တော် channel monetization အောင်သွားတဲ့အထိမ်းအမှတ်နေတဲ့ကျွန်တော်ရဲ့ member တွေကိုတီးတန့်လုပ်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ member တွေနဲ့ဒီ17လပိုင်းအတွင်းမှာကျွန်တော်ဆိုင်မှာဖုန်းလေးလာရောက်အားပေးမယ်ဆိုရင်မဟုတ်2000ပြန်ရမယ် cashback အစီအစဉ်လေးတွေရှိတဲ့အကြောင်းကိုတင်ကောင်းပါပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်နောက်ဗီဒီယိုမှာတော့ Xiaomi ဖုန်းသစ်ဈေးနှုန်းများကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ Xiaomi ဖုန်းတွေထဲမှာဘယ်ဖုန်းလေးပါလဲဆိုတာတော့ Xiaomi Turbo 4ကနေပြီးတော့ Xiaomi Second Pro ဒီပေါ့နော်ကျွန်တော်ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးကိုလည်းအားပေးကြဖို့မျှော်လင့်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ